ဓာတ်ခါတရွက်ကိုခူးယူပြီးသူ့ရဲ့လက်မောင်းမှာတက်ဆင်ထားတဲ့ကရိယာနဲ့စစ်ဆေးလိုက်ပါတယ်။အနေရမရှိမှန်းတေချာသွားတဲ့အခါမှာတော့အဲ့ဒီတရွက်ကိုအမှုတ်လုပ်ပြီးသူ့ရဲ့ဒဏ်ရာတွေပေါ်မှာလိမ့်လိုက်ပါတယ်။ခဏအကြာမှာတော့သူဟာပရိုတင်းတက်ရနိုင်မဲ့အင်းဆက်ပိုးကောင်တစ်ကောင်ကိုတွေးလိုက်ပေမဲ့အဲ့ဒီပိုးကောင်ဟာရုတ်တရက်ဖောင်းကားလာပါတယ်။အနေရရှိမှန်းရိပ်မိသွားတာကြောင့်အဝေးကိုလွှင့်ပစ်လိုက်တဲ့အချိန်မှာပဲအဲ့ဒီပိုးကောင်ဟာပောက်ကွဲသွားပါတော့တယ်။ဒါကိုကြည့်ချင်းအဖြစ်ဒီဂျိုပေါ်မှာဖုံးကွယ်ထားတဲ့ထောင်ချောက်တွေအများကြီးရှိနေမှန်းသိတာလာပါတယ်။အဲ့ဒီနောက်မှာတော့သူဟာတောသီးတွေရှိတဲ့နေရာတစ်ခုကိုသွားခဲ့ပေမဲ့သူအနားရောက်တဲ့အချိန်မှာပဲအေယာမပြန်လွှားတတဝါကြီးတစ်ကောင်ကမြေပြင်ပေါ်ကိုကြောက်တုံးကြီးတစ်တုံးနဲ့ပစ်ပေါက်လိုက်ပါတယ်။အဲ့ဒီတန်ကြောင့်တောသီးတွေဟာပောက်ကွဲကုန်ပါတယ်။အဲ့ဒီတတဝါကြီးဟာကြောက်တုံးတွေကိုဆက်တိုက်ပစ်ချပြီးပတ်ဝန်းကျင်ကပောက်ကွဲနိုင်တဲ့အသီးတွေအားလုံးကိုဆက်လက်တံပေးလိုက်တယ်လို့ဖြစ်သွားပါတယ်။ဓာတ်ခါလှည့်ပြီးထွက်ပြေးခဲ့ပေမဲ့ခြေလမ်းတိုင်းမှာအသီးတွေထပ်မံပောက်ကွဲပြီးအစိပ်ပါတဲ့ဆူတွေလွင့်ထွက်လာပါတယ်။မကြခင်မှာပဲသူဟာအစိပ်မိသွားပြီးလဲကျသွားကတကိုယ်လုံးလှုပ်မရအောင်ထုံကျင်သွားပါတော့တယ်။ပြန်လွှားတတဝါကြီးကသူ့ကိုဖမ်းဆီးဖို့ဆင်းလာတဲ့အချိန်မှာပဲရုတ်တရက်တိုက်ခိုက်ခံရပြီးပောက်ကွဲမှုတွေဖြစ်နေတဲ့နေရာတွေကိုလွင့်ထွက်သွားပါတယ်။ဓာတ်ပြန်လို့လာတဲ့အခါမှာတော့သူ့ရှေ့မှာခန္ဓာကိုယ်တဝက်ပဲရှိတဲ့အမျိုးသမီးတစ်ယောက်ကိုတွေ့လိုက်ရပါတယ်။သူမဟာဒီဂျိုပေါ်မှာတာမန်လူသားတွေအသက်မရှင်နိုင်တာကြောင့်စမ်းသပ်မှုအတွက်ဆေးလွတ်ခံရတဲ့စက်ရုပ်လူသားတစ်ယောက်ဖြစ်ကြောင်းရှင်းပြပါတယ်။ဓာတ်ကလည်းသူဟာဒီဂျိုပေါ်ကအန္တရာယ်ရှိဆုံးတတဝါကိုလိုက်လံရှာဖွေနေတာဖြစ်ကြောင်းပြောပြပါတယ်။သူမဟာအဲ့ဒီတတဝါကိုမြင်ဘူးတဲ့တူးတဲ့တော့အသက်ရှင်ကျန်ရစ်သူဖြစ်တာကြောင့်သူတို့နှစ်ယောက်သဘောတူညီချက်တစ်ခုလုပ်လိုက်ကြပါတယ်။ဓာတ်ကသူမရဲ့ပျောက်ဆုံးနေတဲ့အောက်ပိုင်းခန္ဓာကိုယ်ကိုပြန်ရအောင်ကူညီပေးမှဖြစ်ပြီးသူမကတော့သူ့ကိုအဲ့ဒီအန္တရာယ်ရှိတဲ့တတဝါရှိရာစီခေါ်ဆောင်သွားပေးမှဖြစ်ပါတယ်။